ချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီတော့ကြည့်ရှုစောင့်မျှော်နေကြတဲ့ချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျဟုတ်ကဲ့ပါဒီမှာဆိုရင်တော့ကျွန်တော်ယူလိုပါလိမနေ့ကလိုပဲကျွန်တော်18ပွဲရှိပါတယ်မနေ့ကတော့ချန်ပီယံလိ18ပွဲပါဒီနေ့ကြာသာပရင်းညမှာဆိုရင်လည်းကျွန်တော်ယူလိုပါလိ18ပွဲရှိတယ်ကျွန်တော်ဒီထဲမှာအကောင်းဆုံးတော့ဝယ်ရွေးချက်ပေးပြန်ဗျကျွန်တော်ပွဲတော့ကျွန်တော်ရဲ့ Telegram feed channel မှာတင်ပေးထားပါတယ်ဗျချင်းကြီးကိုနော်ကျွန်တော်ရဲ့ဒီ TikTok မှာအောက်မှာလင်လေးကိုဝင်နှိမ့်လိုက်ရပါတယ်ဗျအချင်းကြီးကိုနော်တချို့ကြတော့ဘယ်ကဝင်ရမလဲဘယ်ကလာလဲမင်းနေကြလို့ပါဗျအချင်းကြီးကိုနော်ဟုတ်ကဲ့ပါဒီနေ့ပွဲကြုံမတုံးသက်ခင်မှာကျွန်တော်ရဲ့ TikTok လေးကို like and follow လေးလုပ်ပေးသွားကြပါဦးဗျအချင်းကြီးကိုနော်ဟုတ်ကဲ့ပါမနေ့ကတော့ကျွန်တော်တို့အဆင်ပြေကြမယ်ထင်တယ်ဗျမနေ့ကဆိုကျွန်တော် VIP မှာဆိုရင် Chelsea Spa Benfica 3ပွဲလုံးကျွတ်စင်အောင်သွားတယ်ဗျအချင်းကြီးကိုနော်နောက်ထပ်ကျွန်တော်တင်ညာလို့လည်းမအေးပါဘူးဒီအပြောင်းလဲတွေရှိနေလို့ကျွန်တော်စောင့်ပြီးတော့ကျွန်တော်ရဲ့ Telegram feed channel မှာတောက်ချက်တင်ပေးထားပါတယ်ဗျာနော်ဒီနေ့ဆိုလည်းကျွန်တော်မာဆေး9ပေါ်နောက်ဆုံးဒီအာဆင်နယ်နဲ့ဘီဘာအိုကဒီ9မိနစ်အတွင်းမှာဂိုးရသွားတဲ့အတင်ကဘလို့ပဲဖြစ်သူ့ရဲ့ formula ဂိုးပေါ်ပဲချင်းကြီးကိုနော်ကျွန်တော်အပိုင်လို့ပေးခဲ့တယ်ဗျအဲ့အာဆင်နယ်နဲ့ဘီဘာအိုတွန်းသွားတဲ့ချိန်မှာပါဗျကျွန်တော်ရဲ့Telegram feed channel မှာဝင်ကြည့်လို့ရပါတယ်ဗျအချင်းကြီးကိုနော်ဟုတ်ကဲ့ပါဒီနေ့မှာဆိုရင်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်အစွန်ဘီလာနဲ့ဆက်ဘက်ပွဲလေးပဲကျွန်တော်သုံးသပ်ပေးမယ်အချင်းကြီးကိုနော်ဟုတ်ကဲ့ပါဘီလာကဒီ16အသင်းနဲ့မှတက်သွားပြီ16အသင်းစစ်မှာဘီလာကြော်သွားနိုင်ပြီဗျဘယ်လိုပဲဖြစ်ဖြစ်ဒီဘက်ကတော့သူတိတ်ပြီးတော့အာယုံတိတ်မဆိုင်တော့ဘူးအချင်းကြီးကိုနော်ဒါပေမဲ့ဆက်ဘက်ကတော့မျောလင်းချက်လေးနည်းနည်းရှိနေတယ်ချင်းကြီးကိုတော့အဲ့မဲ့ကျွန်တော်လက်ရှိဘီလာဘော်ဒီကြောပြီးမှဆိုတော့တလုံး90ရှုံပေးထားတယ်ကိုးဘော်ကြောပြီးမှဆိုတော့3လုံး40ရှုံဗျအဲ့မဲ့ဘီလာကအဆင့်16တင်ရှုံထွက်အဆင့်ကိုတက်သွားပြီဒါပေမဲ့ဘာလို့ကြေးရနေနေလေးတလုံး90ရှုံပေးနေရလဲကျွန်တော်ကတော့အောက်ကို7ဘက်ကိုအကြိုက်တွေ့မိတယ်ဒါပေမဲ့နည်းနည်းလေးကြောက်နေလို့ဘီလာကိုလေအစွန်ဘီလာကိုဆက်ဘက်ကတကယ်ရုန်းကန်ရင်ဘီလန်ဖွင့်ဆိုရင်ဒီပွဲကဆက်ဘက်ဘယ်လိုပဲရှုံးနိုင်တယ်ဒါပေမဲ့ဂိုးဘော်ကကြည့်ကြည့်မယ်ဂိုးဘော်က340ရှုံးဆိုတော့ဂိုးဘော်တော့ကျွန်တော်နည်းနည်းလေးအကြိုက်တွေ့မိတယ်ဗျချင်းကြီးကိုနော်ကျွန်တော်အစွန်ဘီလန်နဲ့ဆက်ဘက်ကျွန်တော်ဂိုးဘော်ပဲရွေးချယ်လိုက်မယ်ဗျချင်းကြီးကိုနော်ကျွန်တော် channel ပွဲတော့ကျွန်တော် Telegram feed channel မှာတင်ပေးသွားပါမယ်ချင်းကြီးကိုနော်မနေ့ကလည်းအဆင်ပြေကြတယ်ကဲဒီနေ့လည်းကျွန်တော်ရဲ့ကိုစိုးရဲ့အမာခံပြည့်တဲ့တွေအဆင်ပြေကြပါစေလို့ကျွန်တော်ကိုစိုးကစုမုံအောင်တောင်းပေးလိုက်ပါတယ်ဗျချင်းကြီးကိုနော်